Sebastian ဆိုတဲ့အမျိုးသားဟာတခြားဘူတာယုံတစ်ခုမှာလူတွေထူးဆန်းတဲ့အတန်တွေကြားပြီးတခြားတန်လန်းပေါ်ခုံချတက်တည်နေကြတာကိုမြင်လိုက်ရပါတယ်။သူဟာသူ့သမီးလေးအာနာကိုကြောင်းကနေတောက်ကျခဲ့ပေမဲ့မျိုးတစ်မျိုးလုံးဟာလည်းရမ်းမတာဖြစ်ပြီးလူတွေဟာညီညွတ်စုံနဲ့တက်တည်နေကြပါတယ်။ပန်ဆိုးစွာနဲ့ပဲသူ့ဇနီးဟာလည်းကားတိုက်ခံရပြီးသူ့မျက်စိရှေ့မှာတင်ဆုံးပါတော့ခဲ့ပါတယ်။ကူလာအကြောင်းမှာတော့ Sebastian နဲ့သမီးလေးအန်နာတို့ဟာပုံအောင်နေထိုင်ရင်းအခြားအသက်ရှင်ကျန်ရစ်သူလူအုပ်တစုနဲ့ဆိုပါတယ်။ Sebastian ဟာသူဟာအင်ဂျင်နီယာတယောက်ဖြစ်ပြီးလက်စစ်မီးပေးနိုင်တဲ့ generator ရှိတဲ့နေရာကိုပြည်ရလို့လိန်ညာပြီးသူတို့အုပ်စုထဲဝင်ခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားကတော့ပုံလို့ဆရာပါ။အာနာဆိုတာ Sebastian ရဲ့စိတ်အာယုံထဲကအထင်မှားမှုတာဖြစ်ပါတယ်။တကယ်အန်နာဟာလွန်ခဲ့တဲ့9လကပဲအဖုံဖုံးကြီးတစ်ပါးရဲ့လက်ချက်နဲ့ဒေဆုံးသွားခဲ့တာပါ။ Sebastian ဟာအဲ့ဒီအချိန်ကစပြီးယူသားတွေကိုမျက်စိနဲ့တိုက်ရိုက်ကြည့်နိုင်ပေမဲ့မတည်ပဲသူတို့ရဲ့ထိန်းချုပ်မှုကိုခံထားရတဲ့စီးအမေအာယုံရှိသူတယောက်ဖြစ်လာခဲ့ပါတယ်။သူဟာလူတွေရဲ့ဝိညာဉ်ကိုပြင်ပေးနေတာလို့အယူမှားပြီးလူတွေကိုဂျူသားတွေနဲ့နှလုံးချင်းဆုံအောင်အပြည့်အကျလောက်ခိုင်းကအတည်ခိုင်းနေသူပါ။သူဟာအသက်ရှင်ကျန်ရစ်သူတွေကို generator စီပို့ပေးမယ်လို့လိန်ညာပြီးပတ်စကာနဲ့ခေါ်ထုတ်သွားကအားလုံးကိုနေစေခဲ့ပါတယ်။နောက်ပိုင်းမှာသူဟာကလေယာနဲ့ဆူဖီယာဆိုတဲ့ဂျာမန်မင်းကလေးငယ်လေးလိုပါဝင်တဲ့နောက်ထပ်အုပ်စုတစ်ခုနဲ့ဆိုပါတယ်။သူတို့ကလည်းအရင်တိုင်းပဲလိန်ညာပြီးခေါ်ဆောင်သွားခဲ့ပေမဲ့ဆူဖီယာလေးကိုတွေ့ရအခါ Sebastian ရဲ့စိတ်ထဲမှာသူ့သမီးကိုပြန်တရိယာပြီးလူသားဆန်တဲ့စိတ်ဓာတ်တွေပြန်ဝင်လာပါတယ်။ကလေးဟာစိတ်ကြမ်းမာရေးပညာရှင်ကြောက်ဖြစ်တာကြောင့် Sebastian ကြားနေရတဲ့အာနာရဲ့အတဟာယူသားတွေကသူ့ကိုလှည့်စားပြီးခိုင်းစီနေတာဖြစ်ကြောင်းဟောပြခဲ့ပါတယ်။နောက်ဆုံးမှာ Sebastian ဟာယူသားတွေရဲ့လှည့်စားမှုကိုတွန်းလှန်ပြီးကလေးနဲ့ဆူဖီယာတို့ကိုဘေးကင်းရာတောင်ပေါ်ရေးတိုက်စီရောက်အောင်ကူညီပေးခဲ့ပါတယ်။သူဟာသူ့ကိုယ်သူစတေးပြီးသူ့ကိုလိုက်လံဖျက်ဆီးနေတဲ့စီယာအုပ်စုရဲ့ပုံကြီးကိုခုခံတိုက်ခိုက်ရင်းဒေဆုံးသွားခဲ့ပါတယ်။ကလေးနဲ့ဆူဖီယာတို့ဟာရေးတိုက်ထဲကဘေးကင်းရာစခန်းတို့ရောက်ရှိသွားပြီးဆူဖီယာဟာသူမရဲ့မိခင်နဲ့တန်လေဆုံစည်းနိုင်ခဲ့ပါတယ်။အဲ့ဒီစခန်းကဆရာဝန်တွေကတော့ Sebastian ကိုစီယာတွေဟာအလွန်အမင်းစိတ်တန်ရာရတဲ့အခါသူတို့ရဲ့ DNA ထဲမှာပြောင်းလဲမှုတွေဖြစ်ပြီးယူသားတွေကိုကြည့်နိုင်ပေမဲ့မတည်တဲ့အခြေအနေဖြစ်သွားတာလို့ရှင်းပြပါတယ်။ခုအခါမှာတော့အစိုးရတိပ္ပံပညာရှင်တွေဟာအဲ့ဒီစီယာတွေရဲ့တွေးကိုအသုံးပြုပြီးယူသားတွေကိုကြည့်မိရင်တောင်မတည်စေမဲ့ကာကွယ်ဆေးကိုဒီချိန်ဖို့ကြိုးစားရင်းဇလန်ကပြီးဆုံးသွားပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီယူရှင်ကပေးတဲ့သင်ခန်းစာကတော့အမောင်ဆုံးအချိန်မှတောင်လူသားဆန်တဲ့စိတ်ဓာတ်ကိုမပြောက်ပြစ်အောင်ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေသိရှိရအောင် channel လေးကို subscribe လုပ် notification လေးနှိပ်ပေးသွားဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။